ဒီနေ့ကတော့ထိုင်းလို့ဘယ်လိုညင်းဆိုရမလဲဆိုတဲ့စကားလုံးကိုသင်ပေးမှာဖြစ်ပါတယ်။ထိုင်းလို့ညင်းမယ်ဆိုလို့ရှိရင်အရှိမမေးဆိုတဲ့စကားလုံးကိုထည့်ရပါတယ်။မေးဆိုတဲ့အဓိပ္ပာယ်ကမဘူးဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ဥပမာမေရူမတိဘူးမိမီမရှိဘူးဥပမာမိမီဝေလာအချိန်မရှိဘူးဆိုတဲ့အဓိပ္ပာယ်ပါမိချိုက်မဟုတ်ဘူးဥပမာမိချိုက်ခွန်ထိုင်ထိုင်းလူမျိုးမဟုတ်ဘူးမေးได้မရဘူးဥပမာทำไม่ได้လုံးလို့မရဘူးလုံးမရဘူးไม่เอาမယူဘူးไม่เอาเลยครับဒီလိုမျိုးပြောလို့ရပါတယ်ไม่สนใจစိတ်မဝင်စားဘူးကိုမလုပ်ချင်တဲ့အရာလားခိုင်းတာမျိုးတော့ဥပမာကွာလုံးဝညင်းနေတဲ့ခါမျိုးဆိုလို့ရှိရင်ไม่มีทานအပြတ်ညင်းတာပေါ့နော်နီးမရှိဘူးလုံးဝကိုလုံးလို့မရဘူးလို့ညင်းလို့ရပါတယ်ไม่มีทานနောက်တစ်ခုကတော့ခုံမိတ်စဒဝတ်အစင်မပြေပါဘူးခမညာလို့ပြောတာပါဒါကတော့ကိုယ့်ရဲ့အထက်လူကြီးရေကိုယ့်ထက်ယာထုကြီးရဲ့လူတွေကိုပြောတဲ့စကားလုံးပါနောက်တစ်မျိုးကကြတော့ခုံမိတ်ဒီဒါကလည်းညင်းလိုက်တာပါပဲမကောင်းပေါ့နော်မကောင်းပါဘူးဒါမျိုးညင်းတာပါဒီစကားလုံးလေးတွေကကြတော့ကိုယ့်ရဲ့အထက်လူကြီးကိုပြောတဲ့အခါသုံးပါတယ်ဒီလိုအငင်းဝယ်ကြတွေသုံးတဲ့အခါမှာ main ကလေးဆိုရင်ခါယောက်ျားလေးဆိုရင် crab ကိုထည့်သုံးပြီးညင်းမှုမမေ့ပါနဲ့နော်ဥပမာမိတ်မီ crab မိတ်ဒီ crab ဒါမျိုးသုံးလို့ရပါတယ်ရှင်အားလုံးပဲ bye bye